မင်္ဂလာပါအော်တိုဘာလ19ရက်နေ့တနင်္ဂနွေနေ့ည10:00နာရီမှာကစားတယ်ကျွန်တော်တို့ Liverpool တင်းနဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်တွေကိုအနေငယ်သုံးသပ်ဆွေးနွေးတင်ပြချင်ပါတယ်ကျွန်တော်တို့ Premier League ရဲ့ခောက်တီးတဲ့ပြိုင်ပွဲတွေဖြစ်တဲ့ Liverpool တင်းနဲ့ Man U တင်းတို့ရဲ့တွေ့ဆုံမှုอ่ะဆိုလို့ရှိရင်เนาะတွေ့ဆုံမှုတိုင်းမှာပြိုင်ဆိုင်ပြင်းထန်လာပြီးတော့မှအကောင်းဆုံးကြိုးစားရှင်ပြိုင်သွားကြတာကိုလည်းကျွန်တော်တို့တွေ့ရမှာပါဒါကြောင့်မလို့ဒီပွဲဟာပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တွေ့မြင်နိုင်ပွဲရရှိပါတယ်ကျွန်တော် Liverpool တင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်3ပွဲတီတီရှုံးထားပြီးတော့မှ2ပွဲနိုင်ရရှိထားပါတယ် Manchester United ရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်เนาะ2ပွဲပဲရှုံးထားပြီးတော့မှ3ပွဲနိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေ့ရာသီမှာဆိုလို့ရှိရင်เนาะကျွန်တော် Arne Slot ရဲ့ Liverpool တင်းဟာဆိုလို့ရှိရင်ကျွန်တော်ကစားပုံနဲ့ပတ်သက်ပြီးတော့မှအမျိုးမျိုးဝေဖန်ခံထားရပြီးတော့မှကစားသမားတစ်တွေနဲ့မတိမငြိမ်မဲနဲ့ကစားကွက်ဖော်ဆောင်ရမှာအလွန်ပဲကျွန်တော်တို့အနိုင်ငယ်လက်ချော်မှုလေးတွေရှိနေရတော့တွေ့မြင်ရမှာဖြစ်ပါတယ်။ဘက်က Manchester United ဟာလည်းဒီနေ့မှာပုံမှန်ချီစံကောင်းဒီရရှိနေတာမဟုတ်ဘူးဆိုတာတော့ပြောလို့ရပါတယ်။အဲ့ထိပ်တိုက်တွေ့ဆုံမှုရဲ့ Premier League နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်เนาะ4ပွဲထိတေချထားပြီးတော့မှ Liverpool ကတပွဲနိုင်ထားပါတယ်။ Man U ကတော့နိုင်ရထားခြင်းမရှိပါဘူး။ Liverpool ရဲ့ Anfield ကွင်းမှာ Manchester United ဟာ Liverpool ကိုမနိုင်တာဟာနှစ်ပေါင်းတော်ကြာခဲ့ပါပြီ။ဒါကြောင့်မလို့ဒီပွဲမှာလည်းကျွန်တော်တို့ Liverpool ရဲ့ Anfield မှာဆိုလို့ရှိရင်เนาะသူတို့ပြန်ကိုယ်ပြန်စောင့်ကြည့်ရမယ်အနေထားတစ်ခုရှိပါတယ်။တရားရကစားသမားများအနေနဲ့ကတော့ Liverpool တင်းဘက်မှာတော့ဘုသမား Lesson ဘက်ကဒဏ်ရာကြောင့်မပါဝင်နိုင်သလို Graven ဘက်ကလည်းဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ Wataru Endo Bajcetic Leone စတဲ့ကစားသမားတွေကလည်းပြောချသွားဖို့ရှိပါတယ်။ Manchester United ရဲ့ဒဏ်ရာရဆင်းမှာဆိုလို့ရှိရင်တော့ Martinez နဲ့ Mazraoui Evan တို့ဒဏ်ရာရှိနေဖြစ်ပါတယ်။ကျွန်တော်တို့ Liverpool တင်းကတော့နောက်ဆုံး3ပွဲဆက်ရှုံးခဲ့တဲ့အတွေ့အကြုံကောင်းတွေကိုနမူနာယူပြီးတော့မှပြင်ဆင်ပြီးတော့မှ Manchester United ကိုအင်္ဂလန်မှာနိုင်ရရှိသွားအောင်ဆွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဆွမ်းဆောင်နိုင်သွားမလားဆိုတာကိုလည်းကျွန်တော်တို့အထူးတနင်္ဂနွေနေ့ည10:00နာရီတို့မှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။အားလုံးရောမြင်လေးတွေကိုသုံးသပ်ဆွေးနွေးပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။